မင်းတို့27ရာစုမှာလူလုံးမဲ့လူတွေမင်းတို့ရှင်းရလိမ့်မယ်နော်27ရာစုလူလုံးမဲ့လူဆိုတာဟောဒီခန်းထဲကလူတွေအားလုံးပါတယ်လက်ရှိလူအဖြစ်ရောက်နေတဲ့လူတွေအားလုံးပါတယ်နောက်တဲ့85နှစ်အတွင်းမှာ84နှစ်ပေါ့နော်အတွင်းမှာမွေးလာမဲ့လူတွေအားလုံးပါမယ်အဲ့ဒါ27ရာစုလူသားတွေဟုတ်လားကျွန်တော်ပြောတာအဲ့ဒီလူတွေအားလုံးကမွေးကလေးကပကုံးပေါ်မှာဝန်တုံကြီးနှစ်ခုပါလာမယ်ဒါကဘာနဲ့ရှိပြောလိုက်တာအဲ့ဒီဝန်တုံးတစ်ခုကဘာလဲဆိုနံပါတ်1က poverty ဆင်းရဲမွေးကြခြင်းမင်းတို့ခင်ပါလေဆင်းရဲမဲ့လူတွေပေါ်လိုက်မဲ့ဖြစ်ခြင်းနော်ဘာကြောင့်လဲဆဆမပြည့်စုံဘူးတွေญาတိကုလူတွေကဖောက်ပြန်နော်စစ်ပွဲတွေကဖြစ်လူတွေကအကျဉ်းစာရိတ္တပြည့်လူကြီးကတိုးကမကြီးကတကယ်တော့နေဖို့တော့တိတ်ကောင်းတဲ့အနေထားမရှိတော့ဘူး